Telegram မှာ post တင်ငန်းနေကြရင်ဒီလိုမျိုး reaction button နဲ့ link button တွေကိုဘယ်လိုထည့်ရလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်ဒီလိုမျိုးပုံစံနေနဲ့လုပ်ပြီးတော့ post တင်မယ်ဆိုရင်ကြည့်ရတာလဲရှင်းသလိုအထာလဲကျတယ်ပေါ့နော်ဒါဆိုရင်ဘယ်လိုလုပ်ကြလဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်ပထမဆုံးကိုဖုန်းနဲ့မှာဖွင့်ထားတဲ့ Telegram ကိုတွားပါမယ်ဒီအပေါ်မှာ search bar ရှိတယ်ပေါ့နော်ဒီ search bar ကိုတစ်ချက်နှိပ်လိုက်ပါမယ် search bar ထဲမှာ channel hub ဆိုပြီးတော့ရိုက်ချလိုက်ပါ channel hub ကနှစ်ခုပေါ်လာမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ဒီမှာ user တွေသုံးထားတဲ့ဟာလေးဖြစ်ပါတယ်ပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော်ဒီမှာ bot ဆိုတာဟာလေးပေါ့နော်ဒီပထမတစ်ခုဟာကိုပဲကျွန်တော်တို့ရွေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ရွေးလိုက်ပါမယ်ရွေးပြီးတာနဲ့ဒီလိုမျိုးစာမျက်နှာရောက်လာမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာ start bot ကိုဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာဒီ user name ကိုကျွန်တော်တို့ copy ယူလိုက်ပါမယ်copy ယူဖို့အတွက်ကိုဒီ user name ကိုဒီလိုမျိုးဖိလိုက်ပါဒီ copy user name ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဘတ်ပြန်ထွက်လိုက်ပါမယ်ပေါ့နော်ဘတ်ထွက်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီ Telegram channel ထဲကိုသွားပါမယ်ဒီလိုမျိုး Telegram channel ထဲရောက်ပြီဆိုရင်ကိုယ့်ရဲ့ profile ကိုနှိပ်ပါမယ်ပြီးသွားပြီဆိုရင်ဒီမှာ admin ဆိုတာရှိတယ်ပေါ့နော်ဒီ admin ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီလိုမျိုးနှိပ်လိုက်ကျွန်တော်တို့က admin ခန့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ admin ခန့်ဖို့ကျွန်တော်တို့ဒီမှာဒါလေးကို add admin ဆိုတာလေးကိုတစ်ချက်နှိပ်ပါမယ်add admin ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ search bar ပေါ်လာမှာဖြစ်ပါတယ်ဒီ search bar ကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်ပါမယ်ခုနကကျွန်တော်တို့ copy ယူထားတဲ့ user name ကိုဒီမှာမျိုးနှိပ်ပြီးတော့ဒီမှာ paste လိုက်ပါမယ်ပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာ channel နှစ်ခုပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ကပထမဦးဆုံးဟာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာမှာ manage message ဆိုတာလေးကိုကျွန်တော်တို့ဖွင့်ထားပြီးတော့ကျန်တဲ့ဟာလေးအကောလုံးကိုပိတ်ပြရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပိတ်လိုက်ပါမယ်ဒီလိုမျိုးပိတ်လိုက်ပါအကောလုံးပိတ်ပြီးတော့ဒီတစ်ခုပဲဖွင့်ထားမှာဖြစ်ပါတယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာအမှန်ချစ်လက်ရှိတယ်အမှန်ချစ်ဆက်လိုက်ပါ admin ခန့်နာဟာလေးကို Telegram ဘက်က message ပို့လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်အမှန်ချစ်ကိုထပ်ချက်လိုက်ပါမယ်ချက်ပြီးသွားပြီဆိုရင်ကျွန်တော်ဘတ်ပြန်ထွက်လိုက်ပါမယ်ခုနကကျွန်တော်တို့ကိုဒီမှာ channel hub ကနေ message ပို့တဲ့နေရာကိုတွားပါမယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ credit post ကိုနှိပ်ပါမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီ no ကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်ပါမယ်ဒီလိုမျိုးနှိပ်လိုက်ရင် no က yes ဖြစ်သွားမှာဖြစ်ပါတယ်ပြီးသွားတာနဲ့ဒီ next ကိုထပ်နှိပ်ပါမယ် next ကိုနှိပ်ပြီးသွားပြီဆိုရင်အဲ့ဒါပြီးရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ gallery ထဲရောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တင်ကျင်တဲ့ဓာတ်ပုံကိုရွေးလိုက်ပါမယ်ရွေးပြီးသွားပြီဆိုရင်ဒီအောက်မှာကျွန်တော်တို့ရေးကျင်တဲ့ caption ကိုရေးလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်ရေးလိုက်ပါမယ်ဒီနေရာမှာဓာတ်ပုံတွေဗီဒီယိုတွေမထည့်လဲရတယ်ပေါ့နော်စာလေးပဲရေးကျင်လဲရပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီမြားလေးကိုနှိပ်လိုက်ပါမယ်ဒီနေရာရောက်ပြီဆိုရင် link button နဲ့ထည့်မဲ့နေရာလေးရောက်လာပြီဖြစ်ပါတယ်ဒါဆိုရင်ကိုရေးချင်တဲ့စာကိုအရင်ဆုံးရေးလိုက်ပါဒီလိုမျိုးလေးစာတစ်ခုခုရေးပြီးတော့ကျွန်တော်ဒီမှာ dash လေးခံလိုက်ပါမယ် YouTube link ပဲဖြစ်ဖြစ် TikTok link ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ video link ကိုဒီလိုမျိုးထည့်ပေးလိုက်ရမှာဖြစ်ပါတယ်ပေါ့နော်အောက်ကမြားလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါမယ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးကျွန်တော်တို့ဒီမှာအောက်မှာ link ပုံစံမျိုးတွေနဲ့ထည့်ထားတဲ့ link button တွေကိုတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးပြီဆိုရင်ကိုယ့်ရဲ့ channel ထဲကိုရောက်သွားလားဆိုတာမရောက်သေးပါဘူးအပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ပါမယ်ဒီမှာ send post ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ကိုဖန်စန်တင်ဆိုတာရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ post ကိုကိုယ့်ရဲ့ channel ပေါ်မှာတင်လို့ရပါပြီဒါပေမဲ့အဲ့လိုမျိုးလေးမတင်ခင် reaction button ကြီးထပ်ထည့်ပါမယ်ဒီမှာ add reaction ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်ဒီနေရာမှာဒီလိုမျိုးလေးနှိပ်ပြီးတော့ကိုယ့်ရဲ့ reaction ဟာလေးကိုဒီမှာထည့်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာတစ်ခုထည့်ပြီးသွားပြီဆိုရင်နောက်တစ်ခုကိုကျွန်တော်ဒီမှာ space ချပါနော်အဲ့ဒါပြီးသွားပြီဆိုရင်နောက်တစ်ခုထပ်ထည့်မယ်ဆိုလေဒီမှာနောက်တစ်ခုထပ်ထည့်မယ်ထည့်ပြီးတာနဲ့နောက်တစ်ခု space ထည့်ချမယ်ပေါ့နော်ဒီလိုမျိုး3ခုလောက်ထည့်လိုက်မယ်ထည့်ပြီးသွားတာနဲ့ကျွန်တော်ဒီမှာမြားလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါမယ်ဟောခုနကျွန်တော်တို့ link button ပဲထည့်ရသေးတယ်အခုမှကျွန်တော်တို့ဒီမှာ reaction button တွေလည်းထည့်လိုက်တာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးရပြီဆိုရင် yes လို့နှိပ်လိုက်ပါမယ် yes နှိပ်ပြီးတာနဲ့ကျွန်တော်ဒီမှာ confirm sending ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒါဆိုရင်ကိုယ့်ရဲ့ channel မှာ post တွေတင်လိုက်ပြီးဖြစ်ပါတယ်ဒါဆိုရင်ဘတ်ပြန်ထွက်ပြီးတော့ကိုယ့်ရဲ့ channel ထဲကိုတွားကြည့်လိုက်ပါမယ်ကိုယ့်ရဲ့ channel ထဲမှာဒီလိုမျိုးတွေ post တွေတင်လိုက်ပြီးဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီမှာ reaction ကိုဒီမှာတည်းကတစ်ခါတည်းဒီမှာဒီလိုမျိုးပေးလို့ရမှာဖြစ်ပါတယ်ပေါ့နော် reaction ကိုနှိပ်ပြီးဆိုရင်ကျွန်တော်ဒီမှာတစ်ခါတည်းကိုအကောင့်နဲ့လုံးမှာဖြစ်ပါတယ်ပေါ့နော်ဘယ်နှစ်ယောက်ကို like ပေးထားလဲဘယ်နှစ်ယောက်ကကျွန်တော်တို့ unlike လုပ်ထားတဲ့ဆိုတာလေးကိုဒီမှာတစ်ခါတည်းပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါပြီးရင် link button ဆိုတာလေးကိုနှိပ်လိုက်တာနဲ့တန်းပြီးတော့ link ထည့်ထားတဲ့နေရာလေးကိုတန်းရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ကျွန်တော်ဒီမှာ open လို့နှိပ်ပြီးရင်ကျွန်တော် YouTube link တွေကိုတန်းရောက်သွားမှာဖြစ်ပါတယ်ပေါ့နော်
အားလုံးလောက်တက်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးဘ ഹു တုတရတဲ့ဗီဒီယိုတွေကိုအများအားတင်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်သွားခဲ့ပါဦးဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like လေးပေးသွားခဲ့ပါဦးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်